ဘရောလူတီကြတဲ့ဒီလင်းရဇေမကြီးမနဲ့ခိမီတက်ခိုင်တဲ့ဂျဖက်ရတဲ့ဇင်းဖြစ်တဲ့ဆိုလို့ဒီလင်းရတော့ GSM ဒင်းတန်းတာပါဗျပါကစ္စတန်တဲ့ဒေအိုလိုပူပေါင်းဖန်နေရတယ်နိုင်ငံများတဲ့ထူးတင်တော်တဲ့မိုဒီရိုဂျက်ဖိုက်တာဖြစ်ပါတယ်မဲဝန်ပိုင်ရှစ်မြန်လုံးတဲ့ပြီး9000မြင့်ထိပြတဲ့နိုင်ပြီလီတဲ့မီပင်းပင်တဲ့အားလုံးတက်ခိနိုင်ပါတယ်နောက်ဆုံးဘလော့တွေးပါရှင်းမှာ AESC ရေဒါကိုတက်ဆင်ထားပြီးကျင်းမဲ့အများများကိုတပြိုင်နဲ့ချီရခန့်နိုင်ပါတယ်အပြင်ပန်းတက်ဆင်နိုင်တယ်ဟပိုင်ခုနဖူပါပြီးပီယိုဒိုပီယိုဖဒီလိုအဝင်းမှာပြစ်ခတ်နိုင်တဲ့တုံးကြီးတွေလေဆာကိုက်တဲ့ပုံတွေအန်ဒီရှစ်မဆိုင်တွေစတလိုက်ကိုက်တဲ့ပုံတွေတဲဆောင်နိုင်ပါလေပါကစ္စတန်မြန်မာနိုင်ဂျီးရီးယားအီဗက်တို့မှာလက်ရှိတုံးမြို့နေပြီးစင်းလုံးတက်တာပြီးတော့မေဒီနဲ့ဆွဲကူတဲ့ဖိုက်တာတစ်ချင်းဖြစ်ပါတယ်လက်ရှိမြန်မာတပ်ပတော်လေးတွေ GSMB တန်တာစစ်တစီတက်တော်ဝင်ခဲ့ပါလေ GSMB တန်တာဟာခိမီနေပညာနဲ့စင်းလုံးတက်တာလေဖို့ generation ဂျက်ဖိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့လက်ရှိတုံးဦးနေတဲ့တစ်တော့ကောက်လေးနဲ့ YouTube ကောက်လေးကို subscribe နဲ့ follow လေးပြုလုပ်ပြီးတော့ကူညီပေးပါခင်ဗျာဒီဗီဒီယိုလေးကိုစောင့်ကြည့်ပြီးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ